မမရှိလား ဟိုမနေ့ကကလေးလေး ကလေးလေးမဟုတ်ဘူးလွေးခတ်တာတဲ့နာမည်က ဟုတ်ပါပြီရှင် ဟဲ့ဆွာပြန်ပြောနေသည့်ပုံစံလေးကအစားချစ်စရာလေးပင်လွန်ချန်တကားဖွင့်ပေးလိုက်တော့ချန်လေးကိုခုံဆွာလုပ်ပြီးဝင်လာသည် မဒီနေ့လေလာနေရပဲနော် မမအမြဲတမ်းလိုက် ထောက်ခံတယ် ရွယ်ပြီးပြန်ဖြေလိုက်တော့လေရွယ်မှမသိသည့်ຫນွေကတော့လွန်ပြောစကားကိုတော့ထောက်တောင်ခံလိုက်သေးသည် မနွေးပါကူပေးရမလဲ နေပါကွယ်မမလောက်တာပဲကလေးရထိုင်ကြည့် ကလေးမဟုတ်ပါဘူးဆိုနွေးလို့လိုက်ခေါ်ကြည့် ຫນွေ အကြီးကိုပြန်တင်ပေးနေသည့်ပုံမှာလဲချစ်စရာပင်ထို့ကြောင့်လွန်တစ်ဖက်လက်ကခိုးပြုံးလိုက်သည် မနှီးစီပန်းတွေကိုသဘောကျလာလိုက် နှီးစီပန်းနိုင်တော့မဟုတ်ဘူးနေညိုရောက်နှီးစီပန်းတွေဝဲသဘောကြတာလှလို့လေ မကပြောင်းမြိုင်ပြောနေတယ်နှီးစီပန်းတွေထက်မကပိုလာတာ ဒီကလေးကအတက်လေးပဲနော် မတက်ပါဘူးနွေးကမှန်တာပြောတာ ထို့သို့ပြောပြီးလွန်ရဲ့ပတ်ချင်းကိုလိုက်ဆွဲပေးရှာသည် ရပါရဲ့ဆိုလက်တွေနာကောင်းတော့မယ် နွေးကမတဲ့တမ်းမှာပါရဲ့နော် ကဲပြောမရလဲဆွဲစီတော့ စိတ်ချပါမရဲ့ပန်းလေးပွင့်ဖက်မှာချစ်ရအောင်မထင်စီရအောင်နွေးကိုယုံ ထိုစကားကြောင့်လွန်ထပ်ပြုံမိသွားပြီးစပယ်ပန်းပင်တွေနာရေးသွားလောင်းတော့သည် ဘာလဲမပြန်မဖြေတာနွေးကိုမယုံတာလား အဲ့လိုဆိုရင်ကော မရအထင်သေးလိုက်လားသူများ နှကန်းကြီးစုပုတ်ကဆိုလာတော့ကြောင့်လွန်အားရပါရရဲမိတော့သည် မနာလိုလိုက်တာမရင်ရောဘာလို့လှနေရလဲ ဘယ်တိမှာတော့ အပြုံးနေတခြားလူမြင်သွားမှတော့စိုးရိမ်နေ ဘာလို့လဲ သူတို့နွေးလို့သဘောကျသွားရင်သူတို့အတွက်ပါပြုံးပြနေရမှာဆိုလို့ ကဲမလွယ်ပါလားနှွေ ထို့သို့ပြောလိုက်တော့နှွေးလက်ကိုလာဆွဲကဂတိတစ်ခုကိုတောင်းနေသည် သူများတွေကိုပချိုင်းပေါ်အောင်မပြုံးပြအောင်နော်ဂတိပေးမလား အဲ့တော့ ပေးမလား လွန်ဤမတိစိတ်ကပဲထိုဂတိကိုလက်ခံမိလိုက်သည်လွန်ခေါင်းကိုညှိပြီးအင်းလို့ပြန်ပြေးမိသွားသည် ကတိ အေးဒါမှတော့မကွာ